နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာစစ်ခွေးတွေအာဏာသိမ်းပြီးတဲ့နောက်ပိုင်းလုပ်ငန်းခွင်အတွင်းအလုပ်သမားအခွင့်အရေးချိုးဖောက်မှုများရှိနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ကမ္ဘာကျော်အဝတ်ထည်အမှတ်တစိတ်ကြီးများဖြစ်တဲ့ Global Brands တွေကအထည်အမှားစားအော်ဒါများဇက်တိုက်ဖြတ်တောက်ရပ်ဆိုင်းခဲ့ရမှာတရုတ်နိုင်ငံရဲ့ထိပ်တန်းအထည်ချုပ်ကုန်ထုတ်လုပ်မှုတင်ပို့တဲ့လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Wuhan Kingsbridge Garment Company Limited က၎င်းတို့ရဲ့လက်အောက်မှာရှိတဲ့မြန်မာနိုင်ငံမှာရှိတဲ့ Kingsbridge Fashion မြန်မာကအထည်ချုပ်စက်ရုံကိုလာမယ့်ဇွန်လကုန်မှာအပီးတိုင်ပိတ်သိမ်းတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်ရွှေပြည်သာစက်မှုဇုံနှစ်ရေပြာလမ်းမှာဖွင့်လှစ်ထားတဲ့အဲ့ဒီ Kingsbridge Fashion အထည်ချုပ်စက်ရုံဟာဝန်ထမ်းများကိုဥပဒေပါလုပ်သက်အလိုက်နင်းနာကြေးပေးပြီးတော့စက်ရုံပိတ်သိမ်းမဲ့အကြောင်းကိုအလုပ်သမားများထံတလကြိုတင်အသိပေးတဲ့အနေနဲ့ပြီးခဲ့တဲ့မေလ23ရက်နေ့ကစက်ရုံအတွင်းနှိုးဆော်စာ notice ကပ်ပြီးတော့တရားဝင်အသိပေးလာခဲ့ခြင်းဖြစ်ပါတယ်။စက်ရုံရဲ့ထုတ်ပြန်ချက်မှာကမ္ဘာလုံးဆိုင်ရာဗျူဟာစီမံကိန်းနဲ့ပြင်ပကဈေးကွက်ပြောင်းလဲ